ဘူးလို့တော့ဒီလိုရှိခဲ့မြင်နေပါဘူးမိုးပေါ်မှာရေကြီးဘုန်းကြီးကလေးလောမှတ်ထားနော်မိုးပေါ်မှာရေကြီးဘုန်းကြီးကလေးလောဘုန်းသူတော်ရောင်တော်ပြပါအောင်ပွဲနောက်ပိတ်ဆုံးမိုးပေါ်မှာရေကြီးဘုန်းကြီးကလေးလောဘုန်းသူတော်ရောင်တော်ပြပါအောင်ပွဲနောက်ပိတ်ဆုံးမမိလားမှတ်တာတို့နိုင်ငံကဘာလုံးနော်ဒီလိုကြီးမဟုတ်ပါဘူးမိုးပေါ်မှာရေကြီးတဲ့အချိန်ရောက်ပြီခင်ဗျားတို့မိုးပေါ်မှာရေကြီးတာတွေ့လားတွေ့ပါဗျာတောင်ကြီးတို့တာချီလေးတို့ကျိုင်းတို့အဲ့ဒါမိုးပေါ်မှာရေကြီးတာဟောနော်တဘောင်ကမိုးပေါ်မှာရေကြီးပြီးသွားပြီတဲ့ဘုန်းကြီးကလေတော်တဲ့လေထဲမှာရှိတဲ့မြတ်လိုအပ်တာအကုန်လုံးအပြည့်ထည့်ပြီးတော့ဘုန်းကြီးအတော်မှာပါလဲဆိုတော့နိုင်ငံဝန်သာသနာဝန်တော့ဝန်ကိုအဲ့ဒါတွေကိုအကုန်လုံးသေဖို့နိုင်တဲ့ဆရာတော်ပေါ်လေးတွေနော်ဘုသူတော်ရောင်တော်ပြပါဖို့ဆိုတာကတော့သာသနာပြုနည်းကိုပြောပါလေသာသနာပြုနည်းပေါ်ပါမယ်အဲ့တော့ပေါ်မှာလဲဆို2045လောက်40လောက်ပေါ်ပြီးပေါ်2020နှစ်ဆိုတော့ဟုတ်တယ်ခင်ဗျားတို့လည်းအစိုးရနေတာအခုမှပြင်နေတာပြင်ဆင်နေတာဘာလို့လဲပြင်ဆင်နေတာပါဗျာဒီလိုခုလာတော့မယ်ဆိုတော့ခင်ဗျားတို့လာတော့မယ်ဆိုတော့ဒါကြီးပြင်ဆင်ရတာအစိုးရလာပြီးပြင်ဆင်ရတာချက်ချင်းပြင်ဖို့မရဘူးဟုတ်ပြီလားအဲ့ခုနေကအမိုက်တွေရှင်းပြင်ဆင်မှုတွေလုပ်ပြီးတော့နောက်တစ်နေ့တို့မြန်မာနိုင်ငံကြီးဟာကဘာကိုသာသနာနဲ့လွှမ်းခြုံပြီးဥဆောင်ပါလိမ့်မယ်နော်